ဒီ350နဲတာများတာကြည့်အောင်နော်350နဲတာများတာကလက်ရှိကိုင်းဆိုင်လာမယ်နော်ကိုင်းဆိုင်ပြီးသွားရင်ဘာလာမလဲစမ်းပြီးလိုက်တဲ့စမ်းမှန်အနေထားလာမယ်လက်ရှိမျက်လုံးဆိုင်နေနော်စမ်းမှန်နဲ့ဒီစိုက်က3မှတ်ပဲရှိမှထားလိုက်3မှတ်5မှုပဲရှားလိုက်နော်5မှုကိုင်းဆိုင်ကတစ်ခွဲကိုင်းဆိုင်အနေထားကသူကစာကြည့်350ပဲတက်ပြီးထားတော့သူတက်မဲ့ကိုင်းကစိုက်ကြီးတဲ့ထဲမှာပါလာတစ်ခွဲတော့2လက်မလို့နော်ကျုပ်စလင်းမှန်လေးပါတွေဖြတ်ပြီးတော့တွေးပြီးဆိုရင်2လက်မစိုက်လောက်ဖြတ်ခဲ့နည်းငယ်ဖက်ပြရမှာနဲ့မို့လို့နော်အဲ့တော့မြန်မာကိုင်းဆိုင်နေနဲ့တစ်ခွဲ2လက်မကြားမှာရှိတယ်စာကြည့်ကိုင်းဆိုင်သေးတာလေးတွေကတော့9မှု1မှတ်3မှတ်ဒီတွင်းမှာပဲရှိတယ်အဲ့တော့ကျိုးတို့ခင်ဗျားတို့စမ်းသပ်ပေးလိုက်တဲ့ဒီတက်စီရဲ့အနေထားက9မှုပဲရှိတယ်အဲ့ဒီ9မှုနဲ့ဒီ350နဲ့သွားတွေ့ပြီ350နဲ့9မှုနဲ့သွားတွေ့လိုက်တဲ့အခါမှာစာကြည့်ရတာကနော်တက်စပေါင်းနဲ့စမ်းတဲ့အခါမှာဒီစာကြည့်ရတဲ့ဒီ350နဲ့ဒီသက်နဲ့တွေ့တဲ့အခါကျတော့စလုံးလေးတွေရှင်းနေတယ်စလုံးရှင်းတယ်လို့သူ့ရဲ့ပါဝါကအမှန်လားအမှားလားတစ်ချက်ကြည့်မယ်နော်စလုံးရှင်းတယ်စလုံးရှင်းရုံနဲ့ပြီးပြီလားသူကြည့်တဲ့လက်မကဘယ်နဲ့လက်မတော့14 15 16 12 13သူကဘယ်နဲ့လက်မမှာကြည့်တာတော့သူကြည့်တဲ့လက်မပေါ်မှာလဲမူတည်သေးတယ်အဲ့ဒီမှာအမှားမှန်ကိုပြန်ခွဲမယ်နော်တပေရဲ့73 14 15 16ကိုကစာကြည့်စမ်းတဲ့နေရာမှာဘယ်လိုသတ်မှတ်ထားတာတော့အဲ့တော့နံပါတ်1နောက်တစ်ချက်ကကွန်ပျူတာကဘယ်လိုသတ်မှတ်ပေးထားတော့ကွန်ပျူတာကစာကြည့်စမ်းတဲ့နေရာမှာသူဘယ်နှလက်မှသတ်မှတ်ပေးထားတော့ဆိုတာကိုကွန်ပျူတာထဲမှာဖော်ကြည့်ဘူးလားကွန်ပျူတာရဲ့အနေအထားကိုကြည့်နော်ဟုတ်ပြီကွန်ပျူတာထားလိုက်တော့ကွန်ပျူတာကိုကိုင်းနေမှတော့ဒီအခြေခံသင်တန်းတွေတက်เสียရမလို့ပညာလည်းတက်เสียရမလို့နော်ကွန်ပျူတာသမားတွေကဘာလို့ပါဝါနံပါတ်ရွတ်တက်ဖတ်တဲ့ရင်ကိုရပြီဒါကွန်ပျူတာသုံးတဲ့လူတွေရဲ့အနေအထားဒါခုလက်ရှိပြောပြတာကွန်ပျူတာသုံးတဲ့လူတွေအနေအထားကိုပြောတာမဟုတ်ဘူးနော်လက်ရှိအခြေခံသင်တန်းတက်နေတဲ့လူတွေအနေအထားနဲ့ဒီအခြေခံပိုင်းဆိုင်ရာကိုလေ့လာနေတဲ့လူတွေအနေအထားဒါကိုရှင်းပြပေးမှာလက်ရှိကသူစလုံးစက်တာတက်စပေါင်းနဲ့ဆက်လိုက်တဲ့အခါမှာသူစာကိုကြည်တာက12လက်မမှာကြည်သလား13လက်မလား14လက်မလား15လား16လားဘယ်လက်မမှာကြည်မလဲလက်ရှိကိုယ့်ရဲ့သင်္ကေတသတ်မှတ်ချက်ကတော့ဘယ်နှလက်မမှာသတ်မှတ်ထားတော့ဒါတွေအဓိက main ချက်တွေနော်အဲ့ဒီအဓိက main ချက်တွေကိုသိပြီဆိုရင် power ထုတ်ပေးလို့ရပြီဒါကိုမသိသေးဘဲနဲ့ power ရထုတ်လို့မရဘူးစလုံးမြင်ရတာနဲ့ power အတိကျတယ်လို့ပြောလို့မရဘူးအဲ့တော့ခင်ဗျားတို့ကျုပ်တို့မှာအုံနောက်တွေရှိတယ်တစ်ဖက်ကလူနာလည်းကျုပ်တို့ခင်ဗျားတို့ယုံကြည်လို့လာတာအဲ့တော့ကျုပ်တို့အားလုံးကလည်းအခြေခံသဘောတရားသိနေမှဖြစ်မယ်ဒီလူနာတယောက်လာလို့ဂိုင်းတက်လက်ရောင်းလိုက်လို့ဘယ်လောက်မြတ်မယ်ဆိုတဲ့ခေါင်းထဲမှာထည့်เสียမလို့အဲ့တော့ပညာတတ်တဲ့လူကပညာတတ်တဲ့လမ်းစဉ်တိုင်းသွားမယ်နော်စီးပွားရေးသမားကစီးပွားရေးသမားလမ်းစဉ်တိုင်းသွားမယ်အဲ့တော့ခင်ဗျားတို့ကျုပ်တို့ကဘယ်အတွက်ကိုအသက်ရှင်မလဲကြည့်ငွေဘယ်လိုနည်းနဲ့ရှာမလဲဝေကိုဘာနဲ့ရှာမလဲနော်နံပါတ်1ချက်ဒါကြည့်ဟုတ်ပြီကျုပ်ကတော့တပေကွာနဲ့စမ်းပေးလိုက်တာလက်ရှိလူတယောက်ကပုံစံကြည့်ရင်တပေကွာမှာပဲပုံမှန်ကြည့်သလားစနစ်73 14 15 16သူ့ရဲ့တန်ရာကိုမှတ်ပေးထားရမယ်